လဲငါစကားကိုနားမလဲတာလားမြင်မြန်မာနိုင်ငံပုံလာဟဲ့ဖဲသည်ဥက္ကကဲလို့နေဘူးမယ်နော်နေထီးလေးပါလေးဆောင်းတာဖဲသည်ရဲ့နေအဲ့ဖဲသည်ဆိုပြီးတော့နေမပူပဲမှန်မယ်နေနဲ့ဥက္ကကဲလို့ဆိုနေမပူပဲမှန်မနေနဲ့နေပူတဲ့ဥက္ကကဲလို့လည်းနေရဘူးမှလုံးပေးဘူးလာတူမိုးလေးပြီကဲမလေးငါလည်းမိုးလေးနဲ့လေးဆက်ဆက်လို့နှစ်ပုတ်ကိုထားတာပဲခဏလေးလောလောဆယ်ရာသီဥတုအချိန်လေးကြည့်လောက်မယ်ရာသီဥတုချိန်တရားတော့ကောင်းပါတယ်ဒါမဲ့မကောင်းပါဘူးနေတအားပူတယ်ငါတို့ကြက်ကြော်ဖြစ်တော့မှာကြက်ကြော်တောင်စားကြလိုက်လောလောဆယ်သတင်းလေးကြည့်လိုက်ပါဦးမယ်သတင်းတွေကဘာလာလဲပေါ့တော့ကဲတတိကြည့်ပဲဟဲ့တတိကပါလာလဲဟာကြည့်ရလို့ပွတ်တိုင်းသေးဘူးမလို့ကြောက်ပါဦးဒီမှာပေါ့တော့ဖျက်တီးပုံစံဥက္ကခဲလုံးရောက်လာပြီပေါ့တော့သူကလူတွေကိုလိုက်ပြီးတော့ဖိတာပါပေါ့တော့လူတွေကလည်းအပုတ်တွေဖြစ်လာပါပြီစကူရာပြိုလဲရောက်ပါပါအမလေးကြကြပါအောင်စကူရာပြိုလဲရောက်ပါတယ်ဖျက်တီးဥက္ကခဲလုံးကြီးမလေးငါယူမဲ့ကိုတော့ပြောငါပုတ်တွေဝယ်လာပါရပဲတော့ပဲနောက်ကကြားလိုက်နေပြီဗျာကြကြပါအောင်နောက်ကကြားလိုက်နေပြီငါလည်းနေရင်ကိုဝင်တိုက်တယ်ဟေးမယူမကအမကြီးအမလေးမြတ်တော့မယ်ဟာခလုတ်တွေကိုတိုက်တယ်ဟေးငါဘာဝယ်မလို့ပါနဲ့အော်တီဖျက်တီတခွာတီမှုရပြီတော့မအဲ့ဒါလေးပေးအမကြီးဖျက်တီဥက္ကခဲရောက်လာပြီတော့ဂတိကဘာလဲဟာညီမစကားပြောခက်လိုက်တာဂတိထားအောင်နော်အမအေးညီမလေးလမ်းလျှောက်မသွားနဲ့နော်အမရေလမ်းလျှောက်မသွားလို့ညီမလေးပေါ်ပြန်သွားပါလားပြန်နိုင်တော့ပြန်သွားပါညီမရေဟာဒီမတော့ဟာငါကစားလို့မရတော့ကြကြပါဦးမလေးတော်ဒီလို့ရောက်သွားလို့မလေးတော်သေးပါရဲ့ငါ့နေရှုမနဲ့ကနင်းနေလို့ကားလည်းဝတ်တတ်တယ်ဟေးကြကြပါဦးကေသွားဟဲ့ဒီကားလည်းမြောင်မသွားဘူးကားမြောင်တော့မဟုတ်ပါငါမြောင်မမောင်းကဲလောတဲ့ထားလိုက်ပါတော့လေဟာအနောက်ကကြားလိုက်နေပြီဗျိုမလဲဟဲ့ကဲငါဒါကိုငါကြောင်လေးနဲ့ငါအစာမကျွေးရသေးဘူးငါဒါကိုပိတ်မရမယ်ဒီတကားကိုပိတ်ဘယ်ထဲမှာနေကောင်းမလဲသူကဒီဖဲသီးကအဲ့ဖဲသီးဥက္ကကဲလုံးကြီးကသူရဲ့အစီကန်နေတဲ့လောက်တတ်တဲ့သူကအိမ်နေတဲ့ဝင်လို့ရတယ်သူကအကြုံချက်အကုန်ရငါဘလို့လို့ကောင်းမလဲဒီမှာငါဒီတကားလိုက်ကပိတ်ရမလားဒီထဲမှာနေမယ်လေနော်လိုက်ကဖွင့်လိုက်မယ်ခဏလေးငါကြောင်လေးပြောင်းလောလောဆယ်ဒီဖဲသီးဥက္ကကဲမမြင်အောင်လို့ငါဒီလိုက်ကရေးပိတ်ထားအောင်ပါပဲငါကြောင်လေးပြောင်းတာလဲငါကြောင်လေးဘသူခေါ်သွားတာလဲ What မလေးဟဲ့မောလိုက်တာမလေးတကားပိတ်မယ်တော့ရခတ်မယ်အမဘူးဟိုပါလေသူသားပြရင်လည်းပိတ်မှရမယ်ဟာတော့ငါကြောင်လေးဒီမှာငါကြောင်လေးတွေ့ပြီစောနာလေးမျိုးလုံးလေးကနည်းနည်းလေး error တက်သွားမတွေ့ဘူးဖြစ်သွားရောပိတ်ပြီးသွားရင်ကဲခုရပြီဒီဟာလေးဟဲ့ကြောင်လေးကောက်နေနော်ဒီနားလေးမှာထားမယ်ဒီအိပ်ရပေါ်တင်လိုက်ကောင်းမယ်ရပြီဟဲဒါဖျက်သီးဥက္ကကဲလို့ရောက်ပြီဆိုတာပဲဒါမိုးရွာတော့မှထင်တယ်မိုးတွေဝတ်ချင်းကအဲ့လိုပဲဟာမဟုတ်ဘူးဟာဖျက်သီးဥက္ကကဲလို့လာပြီဆိုတာနမိတ်ပြတာဟာအမလေးဒီမှာပုံးနေမှာမလေးဟဲ့ငါတို့အိမ်ရှိကမှတက်ရောက်လာရတယ်လို့အမလေးဖျက်သီးဥက္ကကဲလို့ရောက်လာပြီအမလေးကြကြပါဦးစကရာမျိုးကြီးမှာဖျက်သီးဥက္ကကဲလို့ရောက်လာပါပြီကြကြပါဦးဒီနောက်မှာငါပုံနေမှရမယ်ကြကြပါဦးဖျက်သီးဥက္ကကဲလို့အမလေးငါလာနေပြီဟာငါဖာအစားဆိုင်လဲငါဘာမှမရသေးဘူးငါမှဒီချက်ပတ်ပဲရှိတယ်ချက်ပတ်ကပြန်လို့ပဲရတာကြကြပါဦးငါဘာမှလုပ်လို့မရတော့ဘူးဖျက်သီးဥက္ကကဲလို့ကြီးကိုထိလိုက်တဲ့ချိန်ကပြဖို့ဖြစ်သွားပါဟာကြကြပါဦးငါဘယ်လိုလုပ်ရမလဲမလေးကြကြပါဦးငါ့ကိုခေါ်မဲ့လူလည်းမရှိဘူးလားဟာဖျက်သီးဥက္ကကဲလို့ရအကြီးပဲတော့ထက်ကြီးသွားပြန်ပြီလားဟာထက်ကြီးသွားပြန်ပြီဟာကြကြပါဦးငါဘယ်လိုလုပ်ရတော့မှလဲလို့ဟာဘယ်လိုအသက်ရှင်ရတော့မှလဲဟဲ့ငါနောက်လာခဲ့နေလို့ဖျက်သီးဥက္ကကဲလို့မလေးငါနှစ်ဖူးနဲ့ရိုက်တယ်မလေးဟဲ့ငါနောက်လာခဲ့နေတော့ရှူဟာဖျက်သီးဥက္ကကဲလို့ရငါစကားနားမလဲဘူးလားဟာတော့ဒီတော့လဲဘာတော့ဟာငါစကားတောင်နားမလဲဘူးလားဘေးရောက်သွားရောဖျက်သီးဥက္ကကဲလို့မလေးဖျက်သီးဥက္ကကဲလို့အကြီးပဲဖျက်သီးဥက္ကကဲလို့အကြီးပဲမလေးကြကြပါဦးဖျက်သီးဥက္ကကဲလို့ငါ့ကိုဒီမှာကဲမမရှိဘူးလားငါဒီမှာကိုပဲခုံသွားမှရမယ်တော်ပါသေးဖျက်သီးဥက္ကကဲလို့ဒီချီတော့မကြုံနိုင်လို့ဟုတ်လို့ရှိရင်ငါဒီနားမှာပြပုံဖြစ်နေတော့ပြီနေရပူရတယ်ကြားတယ်ဟေးငါတော့မလာခဲ့နဲ့လို့တော်ဟာတော်လေ What တော်လည်းငါစကားကိုနားမလဲတာလားမြင်မြန်မာနိုင်ငံပုံလာဟဲ့ဖဲသည်ဥက္ကကဲလို့နေဘူးမယ်နော်နေထီးလေးပါလေးဆောင်းတာဖဲသည်ရဲ့နေအဲ့ဖဲသည်ဆိုပြီးတော့နေမပူပဲမှန်မယ်နေနဲ့ဥက္ကကဲလို့ဆိုနေမပူပဲမှန်မနေနဲ့နေပူတဲ့ဥက္ကကဲလို့လည်းနေရဘူးမှလုံးပေးဘူးဟိုင်ဖဲသည်ဥက္ကကဲလို့ပြောက်သွားပြီအမလေးပြောလိုက်တာအမလေးတခါကြီးရောက်ပွင့်သွားရအမလေးဟာအဲ့ကြောင်လေးတိုးနေနေမလေးမတက်ကြီးရှက်နေရတာဖျက်သီးဥက္ကကဲလို့လာနေတာဟဲ့နေမသိဘူးလားပြောချင်တော့ပါဦးဒီကြောင်မအောင်လေ
ကဲအမလေးကကြောက်ပါဦးဖျက်တီဥက္ကခဲလို့ဒီဘက်ရောက်လာလို့ပါဒီမကြည့်ပါဦးဖျက်တီဥက္ကခဲလို့ဒီမှာအကြီးပဲတူလားနေမပူလို့မသိဘူးနော်ထီးလည်းဘာလဲမဆောင်ဘူးလေမလေးဖျက်တီအဲ့ဖျက်တီဥက္ကခဲလို့လေခုံနာပေါက်တာများပြီးတော့လေကွဲသွားပြီဆိုလို့ရှိရင်ဖျက်တီဖီးရပြီအဲ့ဖျက်တီဥက္ကခဲလို့ဘယ်လိုကွဲအောင်လုပ်ရမလဲငါမေ့နေငါမှချက်ပတ်ရှိရဲချက်ပတ်အိမ်ထဲကနေတွားယူအောင်မလောလောဆယ်ချင်းနေတဲ့ချိန်အောင်ကြည့်အောင်မယ်ရောက်ပြီချက်ပတ်သွားပြီရပြီချက်ပတ်ယူပြီးသွားပြီကဲတော့မယ်ဒီမှာချက်ပတ်ကဲဟဲ့ဖျက်တီဥက္ကခဲလို့ငါ့ကိုတက်ဖိလာရေမလေးကြောက်ပါဦးဟာကြောက်ပါဦးဖျက်တီဥက္ကခဲလို့ရဘလို့ဒီထဲကိုရောက်လာလေဟာငါlúcထိုင်ဟိုက်ကုန်သွားပါပြီဟာဘလို့တော့မလဲကဲဆိုတော့အဲ့လိုရှုပြီးကြတဲ့ကျူတမရှိလို့ပြောစိတ်ရတော့ကြကောင်းတယ်ဆက်တော့ပြောလေးကိုကြည့်ချင်တော့ Stay Like Channel လေးကို Subscribe နဲ့ Video လေးကို Like and Comment လေးလုပ်ဖို့လည်းမေ့ပါအောင်เนาะအားလုံးပဲတတာ